Play Store မှာကျွန်တော်ပထမဦးဆုံးတက်ဆိုတဲ့ application လေးကိုရိုက်ရှာလိုက်ဗျာနော်ဒါဒီပုံစံလေးကဒါမျိုးပုံစံလေးပဲရိုက်ရှာလိုက်ပါရိုက်ရှာပြီးတော့ down လိုက်ပါဗျာ down ပြီးရင်ကျွန်တော်တစ်ချက်ထပ်ပြပေးမယ် down ပြီးရင်တက် application နဲ့ဝင်လိုက်မယ်ဗျာဝင်ပြီးလို့ရင်ကျွန်တော်တို့က login ဝင်ရမှာပေါ့နော် login ဝင်မှာကျွန်တော် Google နဲ့ပဲဝင်လိုက်မယ်ဗျာခက်မဟုတ်လောလောကူကျွန်တော် Google နဲ့ပဲ sign in ဝင်လိုက်မယ် Okay ဒါဆိုကျွန်တော်ဝင်ပြီးပေါ့နော်ဝင်ပြီးခါမှာကျွန်တော်နာမည်ရေးချင်ရေးလို့ရတယ်ပေါ့ဗျာ Okay ကျွန်တော်နာမည်လေးရေးလိုက်မယ်ဗျာ Zoji Gaming ဆိုပြီးကျွန်တော်နာမည်ရေးလိုက်မယ်တိတ်တော့စဉ်းစားဝင်လို့ပေါ့နော်ထွေတူZoji Gaming ကိုရေးလိုက်မယ်ဗျာ Okay ပြီးရင်ကျွန်တော် name ကိုတစ်ချက်နှိပ်လိုက်မယ် Okay ပြီးရင်ကျွန်တော်တော့ဟိုဟာဘာမှတိတ်ပြီးတော့ရှင်းပြမေးတော့အလဲဟာလို့ပဲရွေးလိုက်ရွေးပြီးအောက်မှာ name ဆိုတဲ့စလုံးလေးပေါ်မှာဗျာအားလေးကိုတစ်ချက်ထပ်နှိပ်လိုက် sorry name မဟုတ်ဘူးနော် continue continue ကိုတစ်ချက်ထပ်နှိပ်လိုက်မယ်ဗျာ Okay နှိပ်ပြီးရင်ဆိုကျွန်တော်ဒါမျိုးလေးပေါ်လာပြီပေါ့နော်အကောက်လေးပွင့်သွားပြီဗျာအကောက်ပွင့်သွားတဲ့ခါမှာကျွန်တော်တို့ကအပေါ်မှာ server လေးရှိရဗျာအဲ့ server လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဗျာ Okay server လေးကိုတစ်ချက်နှိပ်ပြီးတော့ကျတော့ Mobile Legends ban beta ဆိုပြီးတော့ရိုက်ချလိုက်မယ်ဗျာ Okay အခုကျွန်တော်ရိုက်တယ်လို့ပဲရိုက်လိုက်ပါဗျာအဲ့မှာ Mobile Legends ban ဆိုပြီးရိုက်တာနဲ့အောက်မှာ beta ဆိုပြီးတော့ဗောနော်ဒီမှာပေါ်နေရဗျာအားလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ် Okay နှိပ်ရလို့ကျွန်တော်ဒါမျိုးလေးပေါ်လာမှာပေါ့နော်ဒါမျိုးလေးပေါ်လာရင်ကျွန်တော်တို့အောက်ကိုနည်းနည်းဆွဲမယ်အောက်ကိုနည်းနည်းဆွဲပြီးအဲ့မှာအပေါင်းခလုတ်လေးပေါ်လာလိမ့်မယ်ဗျာ Okay အဲ့ရအပေါင်းခလုတ်လေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဗျာ Okay ဒါတော့ကျွန်တော်အပေါင်းခလုတ်လေးနှိပ်လိုက်ပြီဆိုလို့ရင်ကျွန်တော် permission တောင်းတာတွေပေါ်လာရေပေါ့နော်အဲ့လိုလေအောက်ဆိုကျွန်တော် permission လေးကိုဝင်ဖွင့်ပေးရမယ် Okay လေးကိုပဲတစ်ချက်နှိပ်ပါပြီးတော့သူတောင်းတဲ့အတိုင်းပေါ့နော်မတောက်လျှောက်အစိမ်းလေးနှိပ်ပေးသွားလိုက်ပါဗျာ permission ဝင်ဖွင့်မှာပေါ့ဗျာ Okay permission လေးတွေကလည်းကိုဖုန်းထဲမှာရှိတဲ့ permission လေးလိုက်ဖွင့်ပါအဓိကတော့ photo and video ဆို permission ကိုဖွင့်ပေးရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့တေချာအောင်လို့အကုန်လုံးဖွင့်ပေးလိုက်ပါတယ်အကုန်ဖွင့်ပေးပြီပေါ့နော်အကုန်ဖွင့်ပေးရခါမှာကျွန်တော်ပြန်ပြီးတော့ထွက်လိုက်မယ်ဗျ Okay ထွက်လိုက်တဲ့ခါမှာပေါ့ကျွန်တော်တို့နော်နောက်ထပ်ပုံစံတစ်မျိုးပြောင်းသွားမှာဗျာဒါမျိုးလေးဖြစ်သွားမှာအပေါင်းလေးကိုနှိပ်လိုက်မယ်ဆိုလို့ရင်ကျွန်တော်တို့ post and review ဆိုပြီးနှိပ်လို့ရတယ်ဒါကျွန်တော်တို့ post ကိုနှိပ်လိုက်မယ်ဗျာ Okay နှိပ်ပြီးအောက်မှာဗျာ hashtag ဆိုတာဟာလေးရှိရဗျာအဲ hashtag ဆိုတာဟာလေးကိုနှိပ်ပြီးတော့ Mobile Legends Advanced Access ဆိုပြီးနှိပ်လိုက်မယ်ဗျာအားလေးတစ်ချက်ထပ်ပြီးတော့ပေါ့နော်ဖွင့်ပေးလိုက်မယ်ဗျာ Mobile Legends Advanced Access ဆိုပြီး hashtag လည်းကျွန်တော်ထည့်ပြီးပြီဆိုလို့ရင်ခုကျွန်တော်ဒီစာမှာပေါ့နော်ဒီအောက်ကစာမှာကျွန်တော်ဘာရေးရမလဲဆိုလို့ရင်ကျွန်တော်copy link လေးယူလို့ရအောင်ကျွန်တော်ရေးရမယ့်စာလေးကျွန်တော်ချပေးထားမယ်ဗျ Okay အဲ့စာလေးကိုကျွန်တော်အခုလောတယ်ပေါ့နော်ကျွန်တော် copy link ယူလိုက်မယ်ဒီလိုအဲ့ copy link နဲ့နိုင်ပေါ့နော်အဲ့မှာကျွန်တော်3 year ဆိုတာရှိရဗျာဒါညိုကီတို့က game shot ကကြာရင်ကြာတော့ရေးလို့ရတယ်ညိုကီတို့က game shot က2နှစ်ရှိပြီဆိုရင်2 year 5နှစ်ရှိပြီဆိုရင်5 year တစ်နှစ်ရှိပြီဆိုရင်1 year အဲ့လိုမျိုးလေးထည့်ပြရမှာပေါ့နော် Okay အဲ့လိုထည့်ပြီးပြီဆိုရင်ကျွန်တော်အပေါ်မှာဓာတ်ပုံထည့်ရနေရလေးရှိတယ်ဗျအဲ့ဒီအပေါင်းလေးကိုနှိပ်လိုက်မယ်ဗျာအပေါင်းလေးကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ profile ပုံပေါ့နော်ကျွန်တော် profile game ID နဲ့ server ID ပါတဲ့ profile ပုံလေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရင်ကျွန်တော်အဲ့ public ဆိုတာလေးနှိပ်လိုက်တင်ပြီးသွားပြီဗျာကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာလေးကကျတော့သူကကြာနှစ်ပတ်ဒါမှမဟုတ်ရင်တစ်ပတ်ပေါ့နော်တစ်ပတ်နဲ့နှစ်ပတ်စောင့်ရတယ်ဗျာတကယ်လို့ကျွန်တော်တို့ advanced server တစ်ပတ်ကြာလို့ပေါ့နော် advanced server ပွင့်သွားပြီဆိုရင်ကျွန်တော်တို့အကောက်ရဲ့ profile ပေါ့နော်ဒါမျိုးလေး switch server ဒါမှမြန်မာလိုဆိုလို့ရင် server ပြောင်းရင်အဲ့လိုမျိုးလေးပေါ်လာလိမ့်မယ်ဗျဒါဆိုတော့ညိုကီတို့အကောက်က advanced server ပွင့်လာပြီပေါ့နော် advanced server ပွင့်လာကြတော့ကျွန်တော်တို့တစ်ပတ်လက်ဆောင်းရင်ဆောင်းရတယ်နှစ်ပတ်လက်ဆောင်းရင်ဆောင်းရတယ်ပေါ့နော်တကယ်လို့နှစ်ပတ်နေလို့မှအဲ့ server ပြောင်းအောင်ဆိုပြီးစာပေါ်မလာခဲ့လို့ရှင်ထပ်ပြီးတော့ခုဒီနေ့တိုင်းပဲပြန်တင်လို့ရတယ်ဗျာဒါတော့ကျွန်တော်တို့ official ပေါ့နော် official နေ့တိုင်းဟိုဟာ Mobile Legends ban ကိုကျွန်တော်တို့သွားပြီးတော့ report တင်တာပေါ့ဗျာအကြောင်းကြားတာတင်လိုက်တယ်ဗျာအဲ့တက်ဆို application ကကျွန်တော် Facebook လို့ပဲပေါ့နော်သူက social platform တစ်ခုပါဗျာအဲ့ social platform တစ်ခုမှာပေါ့နော်ကျွန်တော်တို့က Mobile Legends နဲ့ တိုက်ရိုက်ပေါ့ဗျာတခါလေးတန်းပြီးတော့ report တင်တာပါဟက်ခံပါလေဘာညာရွက်ညိုကြီးတို့စိတ်ပူကြလုံးဝမလို့ကျွန်တော်ကိုယ်တိုင်လုတ်ပြီးလို့မို့ရသွားပြီပေါ့နော်အကောက်တစ်ကောက်ကရသွားပြီရသွားလို့မို့ကျွန်တော်ခုဒါပြန်ပြီးတော့တင်ပေးတာဖြစ်တယ်ဗျာဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲ